Hello အားလုံးမင်္ဂလာပါဒီနေ့ကျွန်တော်တင်ဆက်ပေးတော့မယ်အနီမီလေးကတော့2026ခုနှစ်မှာပဲထွက်ရှိလာတဲ့တဒါဝင်းစီလန်းဆိုတဲ့ဇက်လန်လေးပဲဖြစ်ပါတယ်ဒီအနီမီကတခြားအနီမီတွေနဲ့မတူပဲလူသားတွေရဲ့လူမျိုးကြီးဝါဒခွဲခြားဆက်ဆံမှုတွေနဲ့လူသားတွေကသာတခြားသူတို့ဟာတွေတဲ့ပုံမြတ်တဲ့ဆိုတဲ့အတွေးကိုချာလီဆိုတဲ့တွင်းတော်လူသားရဲ့တည်ရှိမှုတွေနဲ့မေးခွန်းထုတ်ထားတဲ့အနီမီလေးပဲဖြစ်ပါတယ်ဇလန်ရဲ့အစမှတော့အမေရိကန်နိုင်ငံရဲ့မြို့ငယ်လေးတစ်ခုမှရှိတဲ့ဇီဝတုတ္တနာဌာနတစ်ခုကိုအစိုးရတရိတ်ဆိုင်အခွင့်အရေးလှုပ်ရှားသူအဖွဲ့ဖြစ်တဲ့ ELA ကအကြမ်းဖက်စီးနင်းလိုက်ကြပါတယ်သူတို့ဟာနှိမ့်ဆက်ခံနေရတဲ့တရိတ်ဆိုင်တွေကိုကယ်ထုတ်ဖို့ကြိုးစားရင်းမတိမတ်တာတဲ့အခန်းတစ်ခုတွေကိုရောက်သွားခဲ့ပါတယ်အဲ့ဒီမှာဒိုင်ယာရနေတဲ့ကိုဝင်ရင်းမှနဲ့ချီမန်စီမလေးတစ်ကောင်ကိုတွေးလိုက်ရပြီးအဲ့ဒီချီမန်စီမလေးကနေမွေးပွားလာတဲ့ကလေးကလူနဲ့ချီမန်စီတို့ရဲ့ DNA ကိုပေါင်းစပ်ထားတဲ့ human Z လို့ခေါ်တဲ့သူတို့ဟာစံနေဖြစ်နေပါတော့တယ်ဒါဟာကမ္ဘာတပိုင်းမှာပထမဆုံးသောမျိုးဆက်သူတို့ဟာမွေးဖွားချိန်မှပဲဒီလိုနဲ့15နှစ်ဆိုတဲ့အချိန်ကာလတစ်ခုကုန်ဆုံးသွားခဲ့ပါတယ်ဒီ human Z လေးဟာချာလီဆိုတဲ့နာမည်နဲ့စတန်လီများစီမှာတာရင်တယောက်လိုကြီးပြင်းလာခဲ့ပါတယ်အခုတော့ချာလီဟာအထက်နိုင်ကြောင်းတက်ရမယ့်အရွယ်ကိုရောက်လာခဲ့ပါပြီချာလီရဲ့အဖေကပန်းနဲ့အမေဟန်နာတို့ဟာသူ့အတွက်အရန်ကိုစိုးရိမ်နေပါတယ်လူသားတွေရဲ့အတိုင်းဝိုင်းကချာလီလိုတရဝါမျိုးကိုလက်ခံဖို့အစင်သင့်မဖြစ်ဒီမှန်သူတို့ကောင်ကောင်သိပြီလို့ပါဒါကြောင့်ကျောင်းမလို့ခင်မှာကျောင်းမှာအေးစစ်စစ်နေဖို့တခြားသူတွေနဲ့ပြဿနာမဖြစ်ဖို့အထက်ထက်မာချခဲ့ရပါတယ်ကျောင်းရောက်တဲ့အခါမှာတော့ချာလီယာချက်ချင်းဆိုသူတို့လူအများရဲ့အောင်ဆိုင်မှုကိုရရှိသွားခဲ့ပါတယ်ကျောင်းသားတွေကသူ့ကိုဒူးဆန်းတဲ့သတော်တကောင်လို့ဝိုင်းကြည့်နေကြသလိုတချို့ကလည်းကဲ့ရဲ့လောင်ပြောင်နေကြပါတယ်ဒါပေမဲ့ချာလီကတော့ဘာမှမဖြစ်သလိုပါပဲသူဟာလက်တော့ကိုကြမ်းကြည့်စွာသုံးနှံသလိုလူတွေထက်တောင်ညံရည်ထဲမြက်နေတာကိုအားလုံးကတွေးလိုက်ရပါတယ်တနေ့မှာတော့ကျောင်းဝင်းထဲမှာထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ပေါ်ခဲ့ပါတယ်တိတ်ပိတ်ပေါ်ကနေစိမ့်မလာနိုင်တဲ့ကြောင်လေးတစ်ကောင်ကိုကယ်ဖို့ကြိုးစားရင်းလူစီဆိုတဲ့ကောင်မလေးတစ်ယောက်ကတိတ်ပိတ်ပေါ်ကနေပြုတ်ကျတော့မယ့်အချိန်တွေကိုရောက်သွားခဲ့ပါတယ်အဲ့ဒီအချိန်မှာလူတန်းကဖုန်းတွေထုတ်ပြီးဗီဒီယိုတွေရိုက်လိုက်တွေလင်းနေကြပေမဲ့ဘယ်သူမှကူညီဖို့မကြိုးစားကြပါဘူးဒါကိုမြင်လိုက်တဲ့ချာလီဟာမေယိုနိုင်လောက်စရာအရှိန်ဟိုနဲ့ခုန်တက်သွားပြီးလူစီနဲ့ကြောင်လေးကိုမြေပြင်မကျခင်အချိန်မီဖန်ယူခဲ့တင်လိုက်ပါတယ်ဒီမြင်ကွင်းကိုကြည့်နေတဲ့ကျောင်းသားတွေအားလုံးဟာအံ့ဩတုန်လှုပ်သွားကြပါတော့တယ်ဒါပေမဲ့ဒီတည်းဟာအကောင့်တဲ့ဘက်ကိုပဲဦးတည်မသွားခဲ့ပါဘူးချာလီရဲ့ကိတ်တင်မှုဗီဒီယိုဟာအင်တာနက်ပေါ်မှာပြန့်နှံ့သွားပြီးအတိတ်ကချာလီကိုကယ်ထုတ်ခဲ့တဲ့ ELA ဖွဲ့စီကိုရောက်သွားခဲ့ပါတယ်ဒီလိုနဲ့ချာလီနဲ့လူစီတို့ဟာတကယ်ချင်းတွေဖြစ်သွားခဲ့ကြပါတယ်လူစီကသူ့ကိုမေးတဲ့လူသားတစ်ပိုင်းဖြစ်ရတာဘယ်လိုခံစားရလဲလို့ချာလီရဲ့အဖြစ်ကတော့ရိုးရှင်းပါတယ်အလူသားပြရတာဘလို့လဲဆိုတာအမြဲသိချင်နေတာဆိုပြီးပြန်ပြောလိုက်ပါတယ်ချာလီဟာတက်တက်လို့စားတဲ့သူဖြစ်ပေမဲ့ကျောင်းသားတစ်ယောက်ကသူ့ကိုကြွက်တကောင်ကမင်းကိုအိုင်ဒီရဲ့ပြီးရင်တတ်မလားလို့ရန်စားသူမေးတဲ့အခါကိုယ်အသက်ရှင်ဖို့အတွက်ဆိုရင်တက်ရမှာပဲလို့ပုပ်ပွင့်လင်းလင်းပြန်ပြေခဲ့ပါတယ်ချာလီဟာလူသားတစ်ယောက်လိုတနန်းကျင်တာတတ်ပြီးမဲ့တစ်ဖက်မှာလည်းတားရဲတကောင်လိုအရန်ဆိုင်နေပါတယ်ချာလီတို့ကြောင့်မှအေးစစ်စစ်ဖြစ်နေတဲ့အချိန်မှာပဲအပြင်လောကမှာတော့အကြမ်းဖက်မှုတွေစတင်နေပါပြီလူသားတွေကိုမုန်းတီးတဲ့တရိတ်ဆန်လူမျိုးရေးအဖွဲ့ ELA ဟာမြို့ထဲမှာဘုံခွဲတိုက်ခိုက်မှုတွေလုပ်ပြီးစစ်ကြေညာလိုက်ပါတယ် ELA ခေါင်းဆောင်ကလူသားတွေထက်တရိတ်ဆန်တွေကသာတရားစရာကောင်းတယ်လို့ယုံကြည်နေတဲ့သူပါအခုချိန်မှာတော့သူတို့ဟာ15နှစ်ကြာအောင်ပျောက်ဆုံးနေတဲ့ချာလီကိုသူတို့ရဲ့နောက်ထပ်ပြစ်မှတ်အဖြစ်သတ်မှတ်ပြီးဘလူနီနဲ့မဆိုဖမ်းဆီးဖို့ပြင်ဆင်နေကြပါတယ်အကြောင်းကတော့ ELA ခေါင်းဆောင်ဟာချာလီကိုသူတို့ရဲ့ဝါဒဖြန့်ချီရဲ့အတွက်လက်နက်တစ်ခုအဖြစ်အသုံးချဖို့ပဲဖြစ်ပါတယ် ELA အဖွဲ့ဘုံခွဲခံလေရတာကြောင့်ထိခိုက်သွားတဲ့ကလေးမလေးရဲ့တည်ဟာမြို့တစ်မြို့လုံးကိုတုံ့လုံးသွားစေခဲ့ပါတယ်ဒီလိုရ ELA အဖွဲ့ရဲ့လက်ချက်ဖြစ်ကြောင်းသူတို့ကိုယ်တိုင်ကြီးညာချက်ထုတ်ပြန်လာပါတယ်သူတို့ကတရိတ်ဆန်တွေကိုနှိမ့်ဆက်နေသူရဲ့လူသားတွေလည်းဘေးကင်းမှမဟုတ်ဘူးငါတို့ရဲ့ဖျားသခင်ချာလီကိုလူပိတ်ဖို့ချိန်တိုင်ပြီးဆိုပြီးကြီးညာလိုက်ပါတယ်ဒီသတင်းတွေကြောင့်ချာလီရဲ့မိဘတွေကြားမှာစကားများခဲ့ပါတယ်ချာလီရဲ့အဖေကချာလီကိုစိုးရင်စိတ်နဲ့အပြင်ပေးပြီးထွက်ချင်တော့ပြီမယ်အမေဖြစ်သူကချာလီကိုလူသားတစ်ယောက်လိုလွတ်လပ်ခွင့်ပေးတင်တယ်လို့ယူဆနေပါတယ်အချိန်တွေတိမ်မနေတော့မှပဲချာလီနဲ့သူမိဘတွေကစကားပြောပြခဲ့ကြပါတယ်ချာလီကတော့သူ့ကြောင့်မိဘတွေစိတ်ပူနေရတာကိုမြင်ပေမဲ့သူကတီတီငိမ့်ငိမ့်နဲ့သူ့ကိုစိတ်မပူဘူးမိဘတွေကိုပြန်ပြောလိုက်ပါတယ်တစ်ဖက်က ELA အဖွဲ့ကိုရဲတွေကမျက်ခြေမပြတ်စောင့်ကြည့်နေကြပါတယ် ELA အဖွဲ့ခေါင်းဆောင်ဟာသူတို့ရဲ့ပြစ်မှတ်ဖြစ်တဲ့ချာလီရဲ့တနေ့တာလှုပ်ဆောင်မှုတွေကိုစောင့်ကြည့်ဖို့သူ့ရဲ့လူတွေကိုအမိန့်ပေးလိုက်ပါတယ်နေ့လက်ဆက်စားတဲ့ချိန်မှာတော့ကျောင်းသားလူမိုက်တွေကချာလီကိုဟေ့မြောက်ကလေးမင်းအဖွဲ့ကဘုံခွဲလိုက်တာမဟုတ်လားမင်းလည်းအဲ့လိုပဲရုံးမာတာလားဆိုပြီးလောင်ပြောင်မိတဲ့အခါချာလီကအေးစေးဘာမှမတုံ့ပြန်ပဲသူတို့ရဲ့လူရဲကိုနားမလည်နိုင်စွာပြင်ကြည့်ခဲ့ပါတယ်ထို့ချိန်လူစီကရောက်လာပြီးချာလီကိုကာကွယ်ပေးကចောင်းသားလူမိုက်တွေကိုချာလီနဲ့ဝေးဝေးနေဖို့ပြောလိုက်ပါတယ်ဒါပေမဲ့ចောင်းသားလူမိုက်တွေကလူစီကိုပါရန်ပြုတ်ဖို့လုပ်တဲ့အခါချာလီကအေးစေးပဲပြန်ပြောလိုက်တာကလူသားတွေကထူးဆန်းတယ်မင်းတို့ကငါ့ကိုတရိတ်ဆန်တကောင်လို့ခေါ်ပြီးနှိမ်ကြတယ်ဒါပေမဲ့
မင်းတို့ကိုယ်နိုင်ကတော့တယောက်နဲ့တယောက်တက်ဖြတ်ဖို့ဝန်မလေးကြဘူးတဘာဝတရားရှုတော့ကကြည့်ရင်ငါတို့အားလုံးဟာသတော်ဝါဒီအတူတူပဲဆိုပြီးပြန်ပြောလိုက်ပါတယ်ကျောင်းစင်းတော့သူတို့နှစ်ယောက်ဟာတစ်တော်လိုင်းအတန်လမ်းလျှောက်လာကြပါတယ်လူစီကမင်းပါလို့သူတို့ကိုပြန်မချတာလဲဆိုပြီးမေးတဲ့အခါချာလီကပြန်ချလိုက်ရင်သူတို့နဲ့ငါနဲ့ဘာကွာတော့မှလဲငါကသူတို့အမြင်မှာလူမဟုတ်သူတို့ငါအမြင်မှာလည်းအကြမ်းဖက်မှုဆိုတာအတိတ်ပဲမရှိတဲ့အရာဆိုပြီးပြန်ပြောလိုက်တာကြောင့်လူစီကပြုံးပြီးမင်းကလူတွေထက်ပိုပြီးလူပြီးကြတာပဲလို့ပြန်ပြောလိုက်ပါတယ်ချာလီတို့ကအမဲမပြတ်စောင့်ကြည့်နေတဲ့ရဲရရှိကသူ့ရဲ့လက်ထောက်ကိုလွန်ခဲ့တဲ့10နှစ်ကတက်ကွယ်ငံတစ်ခုမှာသူဟာလုံခြုံရေးတာဝန်ကိုယူခဲ့ပါတယ်အဲ့ဒီအချိန်တက်ကွယ်ငံတစ်ခုမှာအခဲတိုင်တွေစူညံတဲ့တွေကြားနေရတာကြောင့်သူတို့အဖွဲ့တက်ကြည့်တဲ့အခါတွေ့လိုက်ရတာက ELA အဖွဲ့ဝင်3ယောက်ကို9နှစ်အရွယ်ချာလီကလက်ပလာနဲ့ခုခံယုံတွေရှိတဲ့အားလုံးဟာအသက်ရှူရဲနိုင်ယုံပဲကျန်တော့တော့ကိုမြင်လိုက်ကြရပါတယ်ချာလီသာတတိမာလူသားတွေကိုတကယ်ရင်မူလာရင်သူတို့မှတားဆီးဖို့အင်အားရှိပါမလားဆိုတဲ့စိုးရင်စိတ်နဲ့အရာရှိဟာတုံလုံးနေခဲ့ပါတယ်ညနေကြောက်စင်းချိန်မှာတော့လူစီဟာစက်ပိန်နဲ့ပြန်လာတဲ့အချိန်လူတယောက်ကိုတိုက်မိသွားခဲ့ပါတယ်အဲ့ဒီလူက ELA ကခေါင်းဆောင်ဖြစ်ပြီးသူ့ကိုယ်သူမတ်ဆိုပြီးမိတ်ဆက်ကလူစီနဲ့ချာလီတို့ရဲ့ယဉ်ကျေးမှုကိုမေးခဲ့ပါတယ်နောက်ပြီးသူကချာလီဟာငါတို့နဲ့ပဲတူတယ်လို့ပြောဆိုပြီးတိမ့်သိမ်းမှုစူးစမ်းခဲ့ပေမဲ့လူစီကတော့ဒီအစုံညအဖွဲ့ဟာချာလီအတွက်အန်ဒီရရှိနိုင်တာကိုသိနေတာကြောင့်ပြပြတသားပဲငင်းဆိုင်ပြီးလက်ထွက်လာခဲ့ပါတယ်သူမဟာELAအဖွဲ့ရဲ့ချေချောင်းမှုကိုချာလီသိစေဖို့အတွက်ဘုံကနေတဆင့်လိုအပ်စာတွေပြပို့ခဲ့ပါတယ်ချာလီကတော့စိုးရိမ်မှုမရှိပဲမနေ့ပြန်ကျောင်းမှာတွေးမဲ့ဆိုပြီးပြန်ပြောခဲ့ပါတယ်ချာလီရဲ့မိဘတွေကသူတို့သားမတကယ်ချင်းရှိနေခဲ့တာကြောင့်ပျော်ရွှင်နေခဲ့ပါတယ်ထိတ်တန်တိပ္ပံပညာရှင်ကချာလီဟာတာမိုင်မျိုးစိတ်တော်မဟုတ်ပဲလူသားတို့ရဲ့ဉာဏ်ရည်နဲ့ချွေးမေစီရဲ့ရုပ်ပွင့်ဆိုင်ရာအားသာချက်တို့ကိုအပြည့်အဝပေါင်းစပ်ထားတဲ့ပြီးပြီးဆုံးတဲ့စင်ကြယ်ပြောင်းလဲမှုတစ်ခုဖြစ်ကြောင်းသူကရှင်းပြနေခဲ့ပါတယ်ချာလီရဲ့ DNA ထဲမှာလူသားတွေမရှိနိုင်တဲ့ကြွက်သားစွမ်းရည်နဲ့အုံနောက်အောင်ကျော်ဆက်သွယ်မှုတွေပါဝင်နေတာကြောင့်သူဟာအချိန်မီ၍ကမ္ဘာ့အင်ဒီရဲ့ရှိဆုံးလက်နက်တစ်ခုဖြစ်သွားနိုင်တယ်လို့လူသားမျိုးနွယ်ကိုအစိမ့်မြင့်တင်ပြီးနိုင်တဲ့တော့ချက်လည်းဖြစ်သွားနိုင်တာကိုလူစီကိုရှင်းပြခဲ့ပါတယ်ချာလီဟာတရိတ်ဆန်ယုံကမန်ကာယန်တွေကြားမှာရှိနေတဲ့သူ့ရဲ့မိခင်ရင်းဖြစ်သူချင်ပန်စီမကြီးနဲ့တွေ့ဆုံခဲ့ပါတယ်မိခင်ဖြစ်သူချင်ပန်စီမကြီးရဲ့မျက်လုံးတွေထဲမှာတာပြည့်သူ့ပေါ်ထားတဲ့လွမ်းဆုပ်မှုတွေနဲ့အတူဒီအပိုင်းလေးလည်းပြီးဆုံးသွားခဲ့ပါတယ်